နေ့ကငလင်အကြီးအကျယ်လောက်ပါတယ်ဆိုတော့အခုအနောက်မှာဆိုအများကြီးပဲထွက်လာကြတာပေါ့နော်ထွက်လာကြကျွန်တော်တို့ဆိုရင်လည်း12လွာကနေပြီးတော့မှကောင်းကောင်းမွန်မွန်ပဲဒီ emergency လေကားကနေပြီးတော့မှဆင်းလာရပေါ့နော်တက်လေကားလည်းတုံးလို့မရအောင်လူတွေအများကြီးပဲထွက်လာကြတချို့တိုက်တွေဆိုလို့ရှိရင်ဟိုဟာတော့မှဒီဘယ်လိုပြောမလဲရေတွေတော့မှအကုန်လုံးပြိုလာပေါ့နော်ငလင်ကတော့တော်တော်လေးပြင်းတယ်အပေါ်ကနေပြေးဆင်းလာတော့ကကျွန်တော်ဒီလေကားတွေတော့မှအက်တယ်ပေါ့နော်အက်ကွဲရတယ်တော့မှထင်တယ်ဖက်နှက်တောင်မပါအောင်ပြေးဆင်းလာရတာဒါပေမဲ့ကျေးဇူးတော်ကြောင့်ပဲကျွန်တော်တို့ကောင်းကောင်းမွန် safe ဖြစ်တယ်ပေါ့နော် safe ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပဲလွတ်မြောက်ခြင်းခွင့်ကိုရတဲ့အတွက်ကျေးဇူးတင်တယ်ငါဒီသက်ရှင်စင်ထာဝရဘုရားကိုတခြင်းဆိုမိငါဖြစ်တော်ကာလပတ်လုံးငါဤဘုရားကိုထောပနာတခြင်းဆိုပါမည်ငါကျူးခြင်းရာသည်လက်သက်တော်မူပွဲဖြစ်၍ထာဝရဘုရားရှင်၌ငါရွှင်လန်းလိမ့်မည်မြန်မာပြည်မှာလည်းငလင်တွေအကြီးအကျယ်လောက်တယ်ပြောတယ်မန္တလေးနဲ့ရန်ကုန်ရယ်ပြီးတော့စကိုင်းဘက်မှာရောဒီရှမ်းပြည်နယ်မူဆယ်ဘက်မှာရောပေါ့နော်ဆိုတော့မြန်မာပြည်သူပြည်သားအားလုံးလည်း safe ဖြစ်ကြပါစေအားလုံးဘုရားသခင်စောင့်မခြင်းကျေးဇူးမင်္ဂလာရရှိကြပါစေနော်ဆိုတော့အားလုံး God bless you ပါ